မင်္ဂလာပါဒီနေ့တော့ကျွန်တော်လွယ်လွယ်ကူကူရိုးရိုးရှင်းဘီလေးတစ်ပုတ်လောက်ကိုကျွန်တော်တီးကြည့်မယ်ဗျအဲ့တော့ကျွန်တော်ဒီမှာ piano roll လေးဝင်လာတယ်เนาะ piano roll လေးဝင်လာတယ်အဲ့တော့ piano roll မှာကျွန်တော် note လေးတွေကျွန်တော်စရေးမယ်ပေါ့เนาะအဲ့တော့ note မှာကျွန်တော်ဒီမှာ A minor C major နဲ့တွားပြီးတီးမယ်ပေါ့เนาะသူ scale နဲ့တွားမယ်ပေါ့အဲ့တော့ scale တွေပါရင်မသိဘူးဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာတွားလို့ရတယ်ဒီဘက်ကိုတွားပြီးရင် view ရှိတယ် view ဆဲမှာเนาะ scale and highlighting မှာကျွန်တော် C major ရေးထားလိုက်တယ်တကယ်တော့ကျွန်တော်တွားမှာ Aနော် natural minor နဲ့ဒီမှာဘာဖြစ်လို့လဲဆိုတော့ C major နဲ့ A minor နဲ့ကသူက relative ဖြစ်နေတယ်เนาะ relative major relative minor ဖြစ်တဲ့အတွက်ကြောင့်ပေါ့เนาะ okay အဲ့တော့ကျွန်တော်ဒီမှာ E ကိုကျွန်တော်နှုတ်စေးရေးလိုက်တယ်ပြီးသွားရင်ကျွန်တော်စိတ်ထဲမှာရှိတဲ့တန်စင်လေးတစ်ခုကကျွန်တော်ဒီလိုလေးရတာတယ်ပေါ့เนาะအဲ့ဒါလေးကိုကျွန်တော်တို့တီးလိုက်မယ်ဒီဟာလေးကကျွန်တော်ရှောက်ကလီရင်နဲ့ရတာတဲ့အတန်လေးတစ်ခုပေါ့เนาะအဲ့ဒါလေးကိုကျွန်တော်တို့ cock တွေဘယ်လိုထည့်မလဲနော်ဒီလိုလေးရတယ်ပေါ့ဗျာနော်အဲ့တော့ okay အဲ့ဒါကိုကျွန်တော် cock ဘယ်လိုထည့်မလဲဆိုရင်ကျွန်တော်တို့ဒီမှာ E ကြတယ် E ကြတော့ C major scale နော် A minor A natural minor scale မှာကျွန်တော်တို့ကြည့်လိုက်မယ်ဆို E ပါတဲ့ note စီဆိုလို့ရှိရင်ဘာရှိမလဲဆိုရင်နော် C ရှိမယ်နော် E minor ရှိမယ်နော်ဒါအများကြီးတော့ကျွန်တော်မပြော A minor ရှိမယ်ဗျာအစရှိသဖြင့်ပေါ့ဒါ usual note ဆိုရင်အဲ့လိုမျိုးရှိမယ်အဲ့တော့အဲ့၃ခုတည်းကျွန်တော်တစ်ခုရွေးလို့ရမယ်နော်အကြမ်းမင်းကျွန်တော်ရွေးလိုက်ရင်ကျွန်တော်ကတော့လောလောဆယ်ခုနကကျွန်တော်ပြောသလိုပဲကျွန်တော်ခေါင်းထဲမှာ natural minor scale နဲ့သွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် A ကိုပဲကျွန်တော်ရွေးရတယ်နော်အဲ့လိုရွေးလိုက်တယ်နော်တကယ်လို့မိတ်ဆွေ A မရွေးချင်ဘူး C ပဲတီးမယ်ဆိုလို့ရှိရင်လည်းဒီလိုဖြစ်သွားလိမ့်မယ်အဲ့တော့ move တော့ကွာသွားတာပေါ့ဗျာဟုတ်လားအဲ့လိုမျိုး move ကွာသွားလိမ့်မယ်နော်အဲ့လိုကွာသွားလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကတော့ A ကိုပဲကျွန်တော်ရွေးလိုက်တယ်နော်အဲ့တော့ကျွန်တော်ဒီမှာလဲနော် A နဲ့ပတ်သက်တဲ့ A minor note ရှိတယ်ဒီမှာလဲ A minor နဲ့ပတ်သက်တဲ့ note ရှိမယ်ဟုတ်လားဒီမှာလဲ A minor နဲ့ပတ်သက်တဲ့ note ရှိတယ်ဒီနှစ်ခုရဲ့ passing note ကနော် B ကိုကျွန်တော်ပွားထားလိုက်တယ်အဲ့ဒါကြောင့်ကျွန်တော် A minor ကိုပဲကျွန်တော်ရွေးလိုက်တယ်အဲ့တော့ဒါကတော့ကျွန်တော် melody ရင်ရှာပြီးတော့မှ chord တွေကျွန်တော်တို့ရှာမယ်ဆိုတော့ကျွန်တော်အနေနဲ့ဆိုကျွန်တော်အဲ့လိုရှာတယ်ပြီးတော့ဒီမှာ F ကြတဲ့အတွက်ကြောင့်ကျွန်တော် F chord ကိုပဲကျွန်တော်ကင်လိုက်မယ်နော်အဲ့နေရာမှာ D နဲ့ F နဲ့ထဲလို့လည်းရတယ်ဒါပေမဲ့ကျွန်တော်ကတော့လောလောဆယ်ဒီမှာကျွန်တော် G note ကိုပြောင်းလိုက်တယ်နော်အဲ့ဒါနည်းလေးပို့ပြီးနားထောင်လို့ကောင်းအောင်မထင်လို့နော်ဘာလို့ G note ပြောင်းလဲဆိုလို့ရှိရင်ကျွန်တော်ပြမယ်ဆို F ကဒီပုံမှန် F ကမှာဆိုရင် F က A ရဲ့ C ရဲ့ပါတယ်ဗျာ G note ထည့်လိုက်ရင်ဘာဖြစ်သွားလဲဆို F added 9ဖြစ်သွားတယ်နော်အဲ့တော့ကျွန်တော်မြင်အောင်ပြမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာadd 9ရဘယ်နားလောက်မှာဒီဘက်ထဲမှာရှိမယ်နော် advance ထဲမှာရှိလိမ့်မယ်နဲ့ဒီမှာ add 9ကိုကျွန်တော် F မှာ F add 9ကိုကျွန်တော်ရေးလိုက်ရင် F က A ရဲ့ C ရဲ့ G ရဲ့ဆိုပြီးတော့ကြာသွားလိုက်တယ်အဲ့ဒါ F add 9ပေါ့နော် add 9နေလည်းပြောလို့ရတယ်เนาะဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့နောက်တစ်ခုပြောလို့ရသေးတယ်ဥပမာနော် sus2 အနေနဲ့သွားရ sus2 ဆိုလို့ရှိရင်တော့ကျွန်တော်အလဲက A note ကိုကျွန်တော်တို့ဖြုတ်ထားလိုက်မယ်နော် F က A ရဲ့ C ရဲ့ G ရဲ့ပိုင်း add 9ဖြစ်သွားလိမ့်မယ်เนาะအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင် F က G ရဲ့ C ရဲ့ပဲဆိုလို့ရှိရင်เนาะဒါ set2 ဖြစ်သွားလိမ့်မယ်ပေါ့เนาะဒါကတော့ဒါသူ့ရဲ့ theory နဲ့ဆိုင်တဲ့ဒီ chord တွေပေါ့เนาะအဲ့တော့မိတ်ဆွေတို့အနေနဲ့ကျွန်တော်အရင်တော့အမြဲတမ်းပြောသလိုပေါ့ theory မသိပဲတီးလို့ရတယ်တီးလို့မရအောင်မဟုတ်တီးလို့ရတယ်ဒါပေမဲ့ theory သိတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့တခြင်းကပိုလှအောင်ပိုကွန့်လို့ရတယ်ဒါဆိုလဲကျွန်တော်ရိုးရိုးရှင်းရှင်းလေးဟာလေးပါเนาะရိုးရိုးရှင်းရှင်းလေးကိုပဲဒါကျွန်တော်အခုကြုံလို့ကျွန်တော်ပြောလိုက်တာပါเนาะအဲ့တော့ chord လေးတွေလှလေးတွေကျွန်တော်တို့ထည့်လို့ရတယ်အခုနောက်ပိုင်းဆို chord တွေတော်တော်များများလှလေးတွေပြန်သုံးလာကြတာရှိတယ်ဗျာเนาะအဲ့ကောင်အခုကျွန်တော် duplicate လုပ်လိုက်မယ်နှစ်ခုရပါဗျာเนาะ၄ပါးစာရပါမယ်အဲ့အနောက်မှာကျွန်တော်တူနေတဲ့ဟာကိုကျွန်တော်ဖြုတ်ချလိုက်မယ်ဖြုတ်ပြီးတော့ကျွန်တော်ဗာရေးမလဲဆိုရင် sorry ခုနကကောက်တယ်ပြီလားနော်ဒီလိုလေးလုပ်လိုက်မယ်ပြီးသွားရင်အရှိမကျွန်တော် F လေးကို crown လေးဖြစ်သွားအဲ့လိုလေးကျွန်တော်လုပ်လိုက်မယ်နော်ဒါဒီမှာတစ်ခုခုထည့်ကြတယ်ထည့်နော်အဲ့လိုလေးထောက်လိုက်မယ်ပြီးွားရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ကျွန်တော်ကနော်detail မိတ်ဆွေတွေလုပ်ချင်တယ်ဆိုလို့ရှိရင်တော့
နော်ဒီမှာ note ရဲ့ velocity တွေပါတွေကိုကျွန်တော်တို့နော်ကစားမယ်ပေါ့ဗျာနော်ဒါကျွန်တော်အများတန်းကျွန်တော်ပြောသလိုပေါ့ဒါမှလည်းလူမှုတွေမှာတကယ်ဆိုရင်တော့ရှေ့တို့နောက်ဆုတ်လေးတွေပါနည်းနည်းနော်ရွှေ့တင်တယ်ဘာဖြစ်လဲဆိုတော့သူ့ရဲ့မှုပါအောင်လို့ပေါ့နော်လူမှုလေးပါအောင်နော်ဗျာလူကဒီလိုကြီးဟိုတန်းလေးမသွားနေဘူးနော်ဒီမှာရှေ့တို့နောက်ဆုတ်ဆိုတာဒီလိုလေးတွေဟိုမှာဒီလိုလေးတွေနော်အရှိတိုးလေးနည်းနည်းနောက်ဆုတ်လေးတွေဘာလို့ဆိုတော့တိုင်မင်းကအမြဲတမ်း 100% ကြီးမကြံ့လို့ကျွန်တော်အများကြီး detail လိုက်လို့အရင်ကြာအောင်ပါဆိုကျွန်တော်မလုပ်တော့ဘူး Okay ပြီးသွားရင်အဲ့ကောင်ပဲကျွန်တော်ထပ်ပြီးတော့ duplicate လုပ်လိုက်တယ် duplicate လုပ်တယ်ဆိုဘာဖြစ်လို့ဆိုတော့အနောက်ကဟာလေးကိုကျွန်တော်နည်းနည်းလေးထပ်ပြောင်းခြင်းတယ်နော်ဒီကောင်လေးကိုအရှိကိုကျွန်တော်တိုးလိုက်မယ်တိုးပြီးတော့နော် E နဲ့ D နဲ့ကိုကျွန်တော်ဆင်းချလိုက်မယ်ထပ်ပြီးတော့နော်Okay အဲ့ဒါလေးကိုကျွန်တော် one octave လေးကျွန်တော်မြင့်ပေးလိုက်မယ်အဲ့တော့ကျွန်တော်ရဲ့ melody ဈေးပေါ့နော်ဒီမှာဒီရဲ့ frame လေးတစ်ခုကျွန်တော်ကြည့်မယ်ဆိုရင်ဘာညာအဲ့ဟာကိုမှဗျာမိတ်ဆွေတို့ပြောင်းလို့ရသေးတယ်เนาะပြောင်းလို့ရသေးတယ်ဆိုတာအဲ့လို color လေးတွေကိုကြိုက်တယ်လို့เนาะရှောက်ပြီးပြောင်းလို့ရဥပမာဆိုလို့ရှိရင်ကျွန်တော် note ဈေးကိုပဲကျွန်တော်အရှိရ melody note လေးကိုပေါ့နော်ဒီတန်စင်လေးကိုပဲကျွန်တော်ယူလိုက်မယ်ယူပြီးတော့ကျွန်တော်ဒီ string ဆဲကိုကျွန်တော်ရှာလာတဲ့ string ဆဲကိုကျွန်တော်ထည့်ကြည့်လိုက်မယ်ဆိုရင်နော်တရားလေးတို့ရရောဒါတော့ကိုယ့်ဘက်ကိုကြိုက်တယ်လို့ကျွန်တော်တို့ creation လုပ်လို့ရမှာပေါ့နော်ဟိုကြိုက်တဲ့ပုံစံကိုပြောင်းပြီးတော့ color လေးတွေပြောင်းမှာ guitar တန်လေးပြောင်းမလားဗာပြောင်းမလဲဒီနှစ်ခုခုနကကျွန်တော်တို့ဒီအနောက်ကဒီအလုံးလေးဆိုလို့ရှိရင်လည်းနော်ဒီလုံးလေးတွေဆိုလို့ရှိရင်လည်းဒီ piano အတန်ကြီးမဲ့သွားမလားဟိုခုနကလိုကျွန်တော် octave လေးတစ်ခုမြှင့်လိုက်မလားဒါမှမဟုတ် octave ပဲချမလားဒါမှမဟုတ် piano တန်မသွားပဲတခြား color လေးပြောင်းကြည့်မလားအစရှိသဖြင့်ဒါကိုယ့်ဘက်ကိုတက်ဆိုလို့ရမယ်ပေါ့နော်အဲ့လိုဒါလေးရပြီအဲ့ဒါလေးရပြီဆိုအဲ့မှာကျွန်တော်တို့ drum beat တွေထည့်လိုက်မယ်ဆိုရင်ဒါတီးလုံးလေးတစ်ခုဖြစ်သွားမယ်ပေါ့အဲ့လိုမှမဟုတ်အဲ့တက်ပို့ပြီးတော့ confuse နေဆိုလို့ရှိရင်လည်းအခုနောက်ပိုင်းကျွန်တော်တို့တော်တော်များများလုပ်တယ်လို့ပဲပေါ့နော်ဟိုဒီကောက် wave ထုတ်ပြီးရင်သူ sample လေးပြန်ဖြတ်ပြန်ဒါမှမဟုတ်လည်း half speed တွေ short အစရှိသဖြင့်ပေါ့ဗျာကိုယ့်ဘက်ကိုကြိုက်တယ်လို့ creation လုပ်လို့ရမှာပေါ့နော်ကျွန်တော်ဒီမှာ pad လေးတစ်ခုတော့ကျွန်တော်ထည့်လိုက်မယ်နော် F C sorry A C A F ဆိုပြီးထည့်တယ်ဘာလို့ဒီမှာခုနကကျွန်တော်ပြောတော့ဗာဒီမှာမိတ်ဆွေကျွန်တော်မေးစရာရှိတဲ့ဟာဒီမှာ A ကော့ကြီး A minor တိုင်တယ်ပထမဟိုတော့ပြီးွားရင်လည်းဒီမှာ F ကိုင်တဲ့ဟာကိုဘာဖြစ်လို့အခု string ကြတော့ C ထည့်လဲဆိုလို့ရှိရင်ဘာလို့ C ထည့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ F ကော့မှာပြန်ကြည့် F ကA ရ C ရပါတယ်เนาะအဲ့ဒါအတွက်ကြောင့်ကျွန်တော် C ကိုရွေးလိုက်တယ်ဖြစ်တယ်မိတ်ဆွေအနေနဲ့မကြိုက်ဘူး F ပဲတီးချင်တယ်တီးလို့ရတယ်เนาะဒါကြီးကချွတ်ချော်သွားတဲ့ပုံစံမဟုတ်ဘူးเนาะဒါကြိုက်တဲ့ color လေးကြိုက်တယ်လို့ကျွန်တော်တို့ပြောင်းလို့ရမယ်เนาะကျွန်တော်ဒီမှာတခုတည်းထပ်တိုက်တယ်3 line လုံးအဲ့တော့အဲ့ဒါကိုကျွန်တော်တို့ split လုပ်ရှင်လဲဆိုဒီမှာ pattern တွေမှာ right click ထောက်ပြီး split by channel ဆိုတာလုပ်လိုက်အဲ့ဆိုရင်ကျွန်တော်တို့က piano တစ် line ဒီမှာ2 line 3 line ရလာလိုက်မယ်ပြီးွားရင်ကျွန်တော်တို့ drum တီးမယ်ဟုတ်လား drum တီးမယ်ဆိုလို့ရှိရင် drum ကိုယူလိုက်မယ်နော် drum ယူပြီးရင်ကျွန်တော်တို့ drum ကျွန်တော်ဒီမှာတီးမယ်နော်ဒီမှာတော့ drum ကိုကျွန်တော် half speed နဲ့တီးလိုက်မယ်နော်ဒီလိုလေးပဲကျွန်တော်တို့တီးလိုက်မယ်နော် half speed ဆိုတာဘာလဲဆိုလို့ရှိရင်နော်ဒါက normal speed နော်ဒူထောက်သေးစိတ်တော့ကျွန်တော်မပြောတော့ double speed ဆိုရင်ဒီလိုဖြစ်သွားလိမ့်မယ်နှစ်ဆဖြစ်သွားလိမ့်မယ်ဒူထောက်ကိုပဲကျွန်တော်ပြရနော် half speed ဆိုရင်သူကခုနက normal speed ထက်ဆိုင်ရင်တဝက်တီကျွန်တော်တို့ရောကြသွားလိမ့်မယ်ထပ်ပြီးတော့နော်ဒါ drum မှာပုံမှန်အားဖြင့်ဒါ basic စင်နေနေဆိုတော့အဲ့လိုလေးကျွန်တော်တို့တီးလို့ရတယ်ပေါ့နော်ဥပမာကျွန်တော်ပြောမယ်ဆို100ဗျာ100 normal BPM က100မှာတန်ပိုမှာပေါ့နော်100မှာထားတယ်ဆိုလို့ရှိရင်ကျွန်တော် drum က normal ဆိုရင်100 2ထောက်သွားတယ်နော် half ဆိုလို့ရှိရင်တန်ပိုကသာ100ပဲမဲ့ drum ကကြတော့200 စာဖြစ်သွားနိုင်တယ်เนาะ200စာပေါ့เนาะအဲဆိုရင် double ဆိုရင်200စာဖြစ်သွားလိမ့်မယ် half ဆိုလို့ရှိရင်เนาะ
ပုံမှန် BPM 100ဆိုရင် half beat ဆိုလို့ရှိရင်ကျွန်တော်တို့က drum 50 BPM သဘောမျိုးဖြစ်သွားလိမ့်မယ်ပေါ့နော်ဒါလေးကအကြံကြုံရင်းနဲ့ကျွန်တော်တို့ပြောခဲ့တဲ့ဟာလေးပေါ့နော်အဲ့တော့ကျွန်တော်ကတော့ drum ကိုကျွန်တော်နော်ဒီလိုလေးပဲတီးလိုက်မယ်နော်ပြီးရင် hi hat လေးကိုကျွန်တော် loop စီပဲကျွန်တော်ယူထည့်လိုက်မယ်โอเคကျွန်တော် base စီမယ် base ကတော့ပုံမှန်အားဖြင့်တော့ကျွန်တော်တို့ဒီဟိုဟာပဲဗာလဲကျွန်တော်တို့ drum ရဲ့ root note တွေကိုပဲကျွန်တော် sorry drum ရဲ့ kick note တွေကိုပဲကျွန်တော်တီးတယ်เนาะ base ကိုလည်း root note ကိုပဲကျွန်တော်တီးတယ်เนาะA minor တီးတဲ့ကြောင့် A root note တီးထားတယ်ဒီဘက်မှာ F တီးတဲ့ကြောင့်ကျွန်တော် F root note ကိုကျွန်တော်တီးထားတယ်เนาะအစရှိဖြင့်เนาะကျွန်တော် root note တွေကိုပဲတီးတယ်အဲ့ဒါမှနည်းနည်းကိုယ့်အချင်းကျွန်တော်ဒီမှာ G လေးတစ်ခုထည့်လိုက်မယ်เนาะထည့်ခြင်းလည်းထည့်လို့ရတယ်ဗျာเนาะပင်အဲ့ကောင်ကျွန်တော်တို့ duplicate လုပ်မယ် duplicate လုပ်ပြီးရင်နည်းနည်းလေး base လေးလည်းနားထောင်ရတာနည်းနည်းလေးထူးထူးခြားလေးဖြစ်သွားအောင်နောက်ဆုံးက G ကိုကျွန်တော် one octave မြင့်ပေးလိုက်တယ်เนาะone octave လေးမြင့်ပေးတယ်ဗျာပြီးရင်ကျွန်တော်ဒီမှာ F လေးချပေးလိုက်မယ်နော်โอเคအဲ့ဟောမှာကျွန်တော်ကဒီထက်ပို့ sorry ဒီထက်ပို့ပြီးတော့เนาะ base ကိုဒီထက်ပို့ပြီးတော့ထူးထူးခြားခြားလေးဖြစ်ချင်တယ်ဆိုလို့ရှိရင်ဘာလုပ်လို့ရသေးလဲဆိုရင်ဒါတော့ကျွန်တော်အများနဲ့ပြောသလိုပေါ့နော်ကိုယ့်ရဲ့ creation ကို idea နဲ့ပေါ့ပေါ့အနောက်မှာကျွန်တော် triplet လေးကျွန်တော်ထည့်မယ် triplet ကเนาะဒီမှာ 1p3 ကိုယူလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာเนาะ triplet လေးကျွန်တော်တို့ထည့်လိုက်လို့ရတယ် G note ကြီးပဲထည့်နေတယ်ဒါမှမဟုတ်ခုနကအတိုင်းပဲဆိုကျွန်တော် F note ထည့်တယ်ဒါကြိုက်သလိုထည့်လို့ရမယ်အဲ့တော့ကျွန်တော်တို့ဖွင့်ကြည့်မယ်ဆိုရင်ဘာဖြစ်သွားမလဲဆိုရင်အနောက်က kick တွေပါကျွန်တော်လိုက်ပြောင်းခြင်းလဲပြောင်းပါတော့ detail လုပ်ရှင်နောက်ကဒီ drum pattern ရဲ့ kick တွေကိုပါခုနကလိုအတိုင်းလိုက်ပြောင်းရင်လည်းပို့ပြီးတော့မိုက်သွားလိမ့်မယ်ပြီးရင်ဒီမှာဆို808ပါဆိုလို့ရှိရင်လည်းကျွန်တော် slide note စီလေးထည့်လို့ရအောင်ပဲဗျာเนาะအဲ့လောက်တော့ detail တော့ကျွန်တော်မလုပ်တော့အခုတော့မှနိုင်ရတော်တော်လေးကြာသွားပြီဖြစ်တဲ့အတွက်ကြောင့်ပေါ့เนาะအဲ့ဆိုမိတ်ဆွေတို့အနေနဲ့ဒီဟာလေးကိုကျွန်တော်တို့လိုက်ပြီးတော့ click ကြည့်ရင်လည်းနောက်ထပ် creation တွေလုပ်ပြီးတော့ idea အသေးလေးလုပ်လို့ရမယ်လို့ထင်ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်